အကိုခြံစမ်းရည်လီကျက်ဟိုင်တယောက်ငကားမင်းเจ้าတော်ကိုတွားတာနောက်ကျသွားလို့ဘာအလုံးမမရခဲ့ဘူးဒါနဲ့ပဲလာခဲ့တာမင်းကလည်းဒီလိုလေကွင်းအလုပ်တွေကိုလိုက်ကူညီနေတာနဲ့တင်အချိန်လောက်ရဲ့လားเจ้าတော်မာကစံကြမ်းထမင်းတစ်နက်ပဲကျွေးတာလေပတ်စံအနေငယ်လဲရှာနိုင်သေးတာပဲပြန်လာမှကြမ်းတဲ့အလုပ်ဆက်လုပ်တာပေါ့သူ့ရဲ့အဖေနဲ့အမေကလည်းစောစောစီးစီးဆုံးပါသွားကြရှာပြီဒီလိုလေကွင်းအနေငယ်မှာလိုက်မကူညီရင်သူဘလို့လောက်ဝမ်းရေးဖြည့်ရှင်းနိုင်မှာလဲမူလကတော့စုဆောင်းထားတာလေးအနေငယ်ရှိပါသေးတယ်ဒါပေမဲ့ပညာတတ်လီရှုချိုက်ကပြောတယ်လေးစာဖတ်ရင်ကံကြမ္မာကိုပြောင်းလဲနိုင်တယ်ဆိုလို့သူလဲကိုပိုင်ကျောင်းမှာတစ်နှစ်ခွဲလောက်သွားတက်လိုက်သေးတယ်အခုတော့ပတ်စံတွေလဲကုန်သွားပြီးနေ့စဉ်မှတ်တမ်းရေးတက်တဲ့ပညာတစ်ခုပဲကျန်တော့တယ်လူကလည်းကျောင်းကနေအနှင်ထုတ်ခံလိုက်ရပြီးသူ့ဖေကလှည့်လည်သွားလာနေတဲ့တာဦးဆရာတစ်ပါးကိုပင့်ဖိတ်ဖူးတယ်အကိုခြံစမ်းမင်းရဲ့နာမည်ကနတ်ဖျားတစ်ပါးရဲ့နာမည်နဲ့တူနေတာပဲအဲ့ဒီတာဦးဆရာကပြောဖူးတယ်သူကဉာဏ်ပညာလင်းမြတ်မှုရှိတယ်တဲ့သူမတိမျိုးထာဝရရှင်တန်ချင်းလမ်းစဉ်ကိုရှာဖွေနိုင်မလားကြည့်ရတာပေါ့နတ်ဖျားတောင်ကတော့မျက်စိရှိတင်ရှိနေပြီဒါပေမဲ့တိုးတွေကတောင်တကားကဘယ်ဘက်မှာဖွင့်ထားမှန်းတော့မသိကြဘူးတွားကြစို့နောက်ကြရင်စံကြမ်းထမင်းတောင်ရမှာမဟုတ်ဘူးမြန်မြန်ပြေးနတ်ဖျားတကယ်ပဲနတ်ဖျားပဲအငယ်ကောင်ပြေးတော့ခြံထားခက်ယတနာလုံးမကြည့်နဲ့မလုံနဲ့တက်ကြီးဝါကြီးဝါရင်ရာရှိရွေခမလှုပ်ဝက်စမ်းကျဲတဲ့ဝစ်စုံနံမကောင်းဆိုးဝါခိုင်းရဲ့ခြံထားခဲ့တဲ့အငွေတက်တွေအလုံးလွင့်ပြေသွားပါပြီ။ရောင်စုံစုံရဲငှက်ရဲ့နောက်ဆုံးငွေတက်ကလည်းနွားပြရွာမှာပျောက်ကွယ်သွားခဲ့ပါပြီ။ပတ်ဝန်းကျင်မှာဘာပစ္စည်းတစ်ခုမှရှာမတွေ့သေးပါဘူး။နောက်ထပ်တစ်ခေါက်ထက်ရှာချေသူကလိုက်ဖမ်းတဲ့စစ်တီတွေကိုတားဆီးဖို့သူ့အသက်ကိုယ်တောင်စွန့်စားသွားခဲ့တာဘာပစ္စည်းတစ်ခုမှချက်မထားခဲ့ပဲမနေနိုင်ပါဘူး။ဒီကလေးကကြည့်ရတာဝိညာဉ်အလင်းနဲ့အနှဲငယ်ရှိပုံရတယ်။ရွှေမိသားစုကကောင်းလေးမှာဝိညာဉ်အမြင့်ရှိတာပဲ။ဒါကနတ်ဖျားလင်းပဲသူနတ်ဖျားကိုင်းကိုဝင်ရတော့မယ်မင်းကနဲ့အတူထိုက်ရီနတ်ဖျားကိုင်းကိုလိုက်ပြီးထာဝရရှင်တန်ချင်းလန်းစဉ်ကိုရှာဖွေခြင်းတလားအာတပည့်လူလားပါတယ်ခမအရှင်မြတ်ရဲ့ကျေးဇူးတော်ကိုကျေးဇူးတင်ရှိပါတယ်ခမအကိုခြံစမ်းလန်းတစ်လျှောက်လုံးဘေးကင်းပါစေပုံတံမဲ့လက်တီးကြီးရွှေတက်တုံးတစ်တက်နှစ်ရေတက်တစ်မိတက်တစ်မြေတက်တစ်ရောထွေးနေပြီးမစင်ကြဲတဲ့ဝိညာဉ်အလင်းတန်းပဲမေးမိန်နေတဲ့ပုံမှန်အညံ့စားဝိညာဉ်အမြင့်မျိုးပဲဒီလိုဝိညာဉ်အမြင့်၅မျိုးစလုံးရောရှက်နေတဲ့လူကိုဂိုင်းအနေနဲ့သူ့အပေါ်ရင်းမြစ်တွေဘလို့လှုပ်သုံးဆွဲခြင်းပါမလဲဝါရင်အရာရှိရွေကိုယ်တိုင်ဂိုင်းကိုခေါ်ဆောင်လာခဲ့တာမို့လောလောဆယ်တော့ခြံထားလိုက်ရုံပဲပေါ့အထွေထွေအောက်ခြေအလုတ်သမားဆောင်စီပို့ပြီးစီမံခိုင်းလိုက်ဒီနေရာမှာစုံပုံနေတာတွေအားလုံးကစေးဖော်ဆက်တာရှုံးနိမ့်သွားတဲ့ပစ္စည်းတွေကြီးပဲစေးအာနိတင်ပဋိပက္ခဖြစ်တဲ့အရာတွေကပောက်ကွဲတတ်တယ်တိတက်အညစ်အကြေးထူပြောတဲ့အရာတွေကရေထုနဲ့မြေထုကိုညှဉ်းညမ်းစေတတ်လို့တတိထားပါအသက်ရောက်လာတဲ့သူဝါရင်အရာရှိရွေကိုင်းကိုခေါ်လာတဲ့ဝိညာဉ်အမြင့်ပိုင်ရှင်ကစေးလုံးတွေကိုစီမံရမယ်လဲပေါ်တင်ပြီးတောင်နောက်ဘက်ကတတ်မှတ်ထားတဲ့နေရာမှာမြုပ်နှံတာဒါမှမဟုတ်တွန်းပြရမယ်တခုခုလွဲချော်တာနဲ့မင်းကောင်းပေါ်ပုံကြလိမ့်မယ်ဒါကနတ်ဖျားကိုင်းလားဘာလို့စေးပုတ်နှံတွေဒီလောက်ထွက်နေရတာလဲသူကစေးကျွင်းစေးပုတ်တွေကြားထဲကနေပြန်လာတာဒီလိုအနက်မျိုးနဲ့ဘသူကအိပ်ပျော်နိုင်မှာလဲမင်းမနေ့ကပဲတယောက်ယောက်ကျင့်စင်ဆောင်ကခေါ်သွားခြင်းခံရပြန်ပြီးအညံ့ဆုံးဆိုရင်တော့ဝိညာဉ်မြေစီလွှာသွားဆွဲရတဲ့အလုပ်ရသေးတယ်သူကတော့အခုထိစေးပုတ်တွေကိုပဲစောင့်နေရတော့ဒီအနက်ဆိုးတွေဆွဲကပ်နေရင်ဘသူကသူ့ကိုလိုချင်ပါမလဲလူစရင်ပေါ်ကအဆင့်တန်းနေတဲ့သူပဲဟာမင်းလုပ်ကိုမင်းကောင်းကောင်းလှုပ်ဆန်းပါစကားအများကြီးမပြောနဲ့နောက်တစ်ခါကြရင်ဒီလောက်လေးတောင်ရမှာမဟုတ်ဘူးရွှေချမ်းဆန်းအမိုက်ကောင်ဘာလို့ငေးကြောင်ကြည့်နေတာလဲမြန်မြန်တောင်နောက်ဘက်ကိုသွားကြည့်စမ်းစေးပုတ်တွေအောက်ဘက်ရေစီးစီမျောပါသွားပြီးညဉ့်ညမ်းကုန်ရင်ဆိုးဝါးတဲ့အငွေတက်တွေကြောင့်အသက်တောင်ဆုံးရှုံးလို့နေပါဖြစ်သွားတယ်ဒါပေမဲ့ဒီလိုပစ္စည်းမျိုးကိုကောက်ရခဲ့တာပဲဟိုးဒါတို့တွေရဲ့နတ်ဖျားကိုင်းဝင်တပည့်လေးမဟုတ်ပါလားမင်းစေးပုတ်တွေကိုဝိညာဉ်စမ်းချောင်းနဲ့မျောပါသွားစေလူနေပါဖြစ်ခဲ့တယ်လို့ကြားမိပါရဲ့နတ်သမီးယူကိုယ်တိုင်မင်းကိုဂိုင်းနဲ့ခေါ်လာခဲ့တာမဟုတ်လားဘာလို့အခုထိဒီလိုအခြေအနေမျိုးဖြစ်နေရတာလဲကြီးကြပ်ရေးမှုကျန်းကစေးလုံးတွေကြောင်းပြောနေတာငါကမင်းအတွက်တကူးတကကောင်းတဲ့စကားအချို့ပြောပေးခဲ့တာပါအမိုက်ကောင်ဝိညာဉ်စမ်းချောင်းညဉ့်ညမ်းသွားရင်ဘာနောက်ဆက်တွဲအကျိုးဆက်တွေရှိလာမလဲဆိုတာမင်းသိရဲ့လား
ဆေးဖော်ဆက်တဲ့တောင်ထိပ်တစ်ခုလုံးကဆေးမီးဖိုတွေကိုပိတ်ထားရလိမ့်မယ်မင်းရဲ့အသက်10ချောင်းရှိရင်တောင်ရောနိုင်မှာမဟုတ်ဘူးမင်းကို3ရက်ကြာအစားအစာမစားရဘူးလို့ပြစ်ဒဏ်ပေးမယ်နောက်လာရဲ့ဝိညာဉ်ကြောက်တုံးရိတ်ခါအားလုံးကိုလည်းဖျက်တောက်မယ်အခုချက်ချင်းလက်တော့တွားပြီးဝိညာဉ်ကြောက်တုံးဘာကြည့်နေတာလဲတွားဆန်းတကယ်ပဲစိတ်ပြက်စရာကောင်းလိုက်တာဒီပစ္စည်းကဆေးလုံးတွေထဲတဲ့အိုးပဲကျိုးပဲနေတဲ့အိုးစုပ်ထဲမှာဆေးပုတ်တွေထည့်ထားတာလုံးဝလိုက်ဖက်တာပဲဆေးပုတ်အစုပ်ကနေပြီးပြည့်စုံတဲ့ဆေးလုံးအစ်စ်ဖြစ်သွားတာပဲပြင်ပကိုင်းသားတယောက်အနေနဲ့ဒါကိုဘသူ့ကိုမှအတိပေးလို့မဖြစ်ဘူးခွေးမျက်စိနဲ့လူကိုအထင်သေးတတ်တဲ့ကြမ်းကောင်ပြီးတော့ဟိုးအထက်မှာမြင့်မြတ်လာကြီးရဲ့ဆိုတဲ့ကျင့်စဉ်ဆရာတွေဒီနက်ဖျားကျင့်စဉ်လမ်းကိုငါရွှေချန်ဆန်းဆက်လျှောက်လမ်းဖို့အရေးချင်းရှိသွားပြီအချိန်ချင်းစမ်းသက်ကြည့်ပြီးဆေးပုတ်တစ်လုံးထဲတိုင်းပြီးပြည့်စုံတဲ့ဆေးလုံးတစ်လုံးပြန်ရတယ်ဆေးလုံးတွေကိုအညစ်အကြေးကနေယတနာဖြစ်ပြောင်းလဲပေးနိုင်တာပဲအခြေခံလက်နက်ဖန်တီးခြင်းကျင့်စဉ်ကကျင့်စဉ်အဆင့်၄အထိပဲရောက်နိုင်ပြီးအဆုံးသတ်သွားတယ်ဒီစာအုပ်ကတော့ကျင့်စဉ်အဆင့်10နှစ်အထိကျင့်ကြံနိုင်တဲ့ထိုက်ရီနက်ဖျားကိုင်းရဲ့အဓိကကျင့်စဉ်ကထိုက်တောက်ကျမ်းလို့ခေါ်ပြီးမူလဝိညာဉ်အဆင့်အထိတက်လန်းနိုင်တယ်လို့ကြားဘူးတယ်သူ့ရဲ့ကျင့်စဉ်ခန်းကလည်းထိုက်ရီရန်ချိရှုလို့ခေါ်တယ်ဒါကလမ်းစဉ်တစ်ခုတည်းဖြစ်နေတာများလားဒီလိုယတနာမျိုးသာအပြင်ကိုပေါက်ကြားသွားရင်ငါတကယ်ကိုအန္တရာယ်ကြီးနဲ့ရင်ဆိုင်ရလိမ့်မယ်နက်ဖျားတွေကတွေးဆက်ချပြီးယတနာကိုအရှင်သခင်အဖြစ်အတိအမှတ်ပြုခိုင်းတတ်ကြတယ်ငါလည်းလုံနိုင်မလားမသိဘူး